UEG ဆိုတဲ့ကောင်လေးကဘဝအတွက်ကြိုးစားရုန်းကန်နေရတဲ့အထက်တန်းကျောင်းသားစင်းရဲသားလူငယ်လေးတယောက်ပဲဖြစ်ပါတယ်။အခုလေကျောင်းကတငယ်ချင်းတွေနဲ့အတူတူခရီးထွက်နိုင်ဖို့အတွက်အလုပ်တွေကိုအရင်ကထက်နှစ်ဆပိုလုပ်နေခဲ့ပြီးတယောက်ကို9000ပေးရမှာဖြစ်လို့ဆိုင်ရှင်ဦးလေးကြီးကတောင်အံ့ဩသွားပါတယ်။တာမန်လူတယောက်အတွက်တော့9000ဆိုတဲ့ပတ်စံကမိဘတွေစီကနေလက်ဖြန့်တောင်းလို့ရပေမယ့် UEG ရဲ့ဘဝကိုတည်နေတဲ့ဆိုင်ရှင်ဦးလေးကြီးကတော့ခရီးထွက်တာကိုညှင်းပယ်လိုက်တဲ့နယ်လို့အကြံပေးလာခဲ့ပါတယ်။ဒါပေမဲ့ UEG ကတော့ပတ်စံပြီးရင်သူ့ဘဝမှာရေးကြီးဆုံးကတငယ်ချင်းတွေဖြစ်တယ်လို့ခံယူထားတာကြောင့်မို့လို့မဖြစ်မနေပတ်စံကိုရအောင်ရှာပြီးခရီးထွက်ဖို့အတွက်လည်းဆုံးဖြတ်ထားပါတယ်။ UEG တယောက်ပတ်စံအခက်အခဲဖြစ်နေတဲ့ဆိုတာကိုရှီဘဲဆိုတဲ့တငယ်ချင်းကတီးသွားတဲ့အခါမှာတော့သူ့ဖေစီကနေခဏတာချေပေးဖို့အတွက်လုပ်ခဲ့လိုက်ပေမယ့်ဒီလိုလုပ်တာကတစ်ဖက်သားကိုစော်ကားရကြတယ်လို့စာရာဝါကီဆိုတဲ့ကျောင်းသူလေးကအော်ပြောကနောက်တစ်ခါ UEG ကိုအဲ့ဒီလိုထပ်မပြောဖို့အတွက်တတိပေးခဲ့ပါတယ်။အတန်းထဲမှာစူညံလုံးနေတဲ့ရှီဘဲနဲ့စာရာဝါကီတို့စီကိုလည်းတန်ချီလို့ခေါ်တဲ့ကျောင်းသားလေးနဲ့ယူတိုရီလို့ခေါ်တဲ့ကျောင်းသူလေးကပါထပ်ရောက်လာခဲ့ကနှစ်ယောက်သားရဲ့ပြဿနာကိုဝင်ပြီးတော့ဖြေရှင်းပေးခဲ့ပါတယ်။ထိုကျောင်းသားတွေအားလုံးကတော့ UEG ရဲ့အခြေဆုံးတငယ်ချင်းတွေဖြစ်ကြတဲ့ပြီးတယောက်နဲ့တယောက်ကလည်းလုံးဝစရိုက်မတူကြပါဘူး။ရှီဘဲရဲ့မိဘတွေကချမ်းသာတဲ့တိုင်းဝိုင်းတွေကဖြစ်တာကြောင့်မို့လို့အစင်တန်းပါညာကရှင်ကျင်စရာကောင်းတယ်လို့ထင်ရပေမယ့်တကယ်တမ်းမှာသူ့ရဲ့ဖော်ရွေတဲ့စိတ်ထားလေးကြောင့်မို့လို့အတန်းပေါ်တွေကြားမှာတော့ဂျိုကာတယောက်လိုမျိုးပေါင်းတင်ဆက်ဆံရတာအရန်ကိုလွယ်ကူပါတယ်။စာရာဝါကီကတော့မျိုးနယ်စခန်းမှုတယောက်ရဲ့တမီဖြစ်တာကြောင့်မို့လို့မတရားမှုတွေဆိုရင်အရန်မုံပြီးတာဝန်သိသိရှိသူဖြစ်ကသူကိုယ်တိုင်ကလည်းလက်ရှိတန်းကောင်းဆောင်နေရာမှာရှိနေပါတယ်။စာတော်ဆုံးကျောင်းသားဖြစ်တဲ့တန်ကြီးကတော့တငယ်ချင်းတွေအားလုံးထဲမှာအေးဆုံးလူအေးကြီးတယောက်ဖြစ်ပေမယ့်တစ်ချက်ဆိုရင်ဆရာထားလုပ်တဲ့အကျဉ်းတော်ရှိပါတယ်။အာနီမဲနဲ့မန်ဂါတွေကိုအရန်ကြိုက်တဲ့ယူတိုရီဆိုတဲ့ကျောင်းသူလေးကလည်းအချစ်ဆုံးတငယ်ချင်းတွေကတယောက်ဖြစ်ပြီးတော့ပထမဆုံးနှစ်မှာတင်အခြားကျောင်းသူတွေရဲ့အနိုင်ကျင့်တာကိုခံထားရလို့စကားပြောတာတော့အရန်ကိုနေပါတယ်။ဒီလေးယောက်ဟာ UEG ရဲ့အချစ်ဆုံးနဲ့အခင်မရဆုံးတငယ်ချင်းတွေဖြစ်ပြီးတော့အခုလိုမျိုးတွေ့ဆုံဝင်ရတဲ့အတွက် UEG တယောက်စိတ်ထဲမှာအမြဲတမ်းကျေးဇူးတင်ရင်ရှေ့လျှောက်လဲဒီတိုင်းလေးပဲနေသွားဖို့စိတ်ကူထားပါတယ်။ဒါပေမဲ့နောက်တစ်ရက်မှာတော့ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပြီးကျောင်းသားတွေအားလုံးခရီးတူတူသွားဖို့စုထားတဲ့ပတ်စံ30ကတစုံတစ်ယောက်ခိုးယူတာကိုခံလိုက်ရပါတယ်။ပတ်စံတွေအားလုံးကိုတင်ထားပြီးတဲ့အတန်းကောင်းဆောင်စာရာဝါကီကလည်းအခိုးခံလိုက်ရတဲ့ပတ်စံတွေအကြောင်းကိုအတန်းပေါ်တွေအားလုံးကိုပြောပြခဲ့လိုက်ပြီးယူထားတဲ့သူရှိရင်လည်းပြန်ပေးဖို့အတွက်ငိုယိုပြီးတော့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့လည်းတရားခံကပေါ်မလာခဲ့ပဲတနေ့တာကုံဆုံးလို့သွားခဲ့